တို့ရှာဖွေသွားကြစို့ရေကလေးတို့ရေဒီနေ့တမင်းကလေးမင်းတို့အပြုံးလဲပြီးဘုသူကြလဲရရန်ဖြေတရိစ္ဆာန်ဥယျာဉ်အခုပင်သွားမယ်ဟေးဟုတ်ပါတယ်သားတို့ရေဟုတ်ပါတယ်သမီးတို့ရေရေမိုးချိုးလို့ဝစ်စားလဲကပြီးလိမ့်ကြပါလေကောင်းပါပြီဟုတ်ကဲ့ဖေဖေဟုတ်ကဲ့မေမေအင်းတော်ကိုလည်းသင်သင်ချင်းနဲ့ဒီတွင်ငါစီလဲငိမ့်စရာသုံးမိန်စီကသွားမယ်လေတို့မိသားစုရဲ့ဒီတနင်္ဂနွေသုံးမိန်စရာရေရောက်ပါပြီလေဘေးကလူရပါစေညာ60ပတ်စံတွေပေးလိုက်စမ်းပါသားတို့အမေဟုတ်ကဲ့မောင်ရေပေးလိုက်ပါပြီလေစင်ရလေသားတို့ရေမြောက်ကလေးတွေကိုအရင်သွားကြည့်မယ်ဟေးကြည့်ပါလားသားတို့ရေသူတို့အကြောင်းကိုလေဟေးညောင်လေးတွေငါတို့ပြောစမ်းပါလေပြောတယ်လာပါဟေးသားတို့ရေဒီနာသွားကြည့်ရအောင်လေမိကြောင်ကြီးတွေထားတဲ့နေရောက်ရောက်လာပြီလေသိကျင်တာမင်းချစ်တဲ့ကလေးတို့ရေမိကြောင်ကြီးဘယ်ကလာလို့ပါကပ်ငါတို့ကိုပြောပါပြပါလေမိကြောင်ကြီးဘယ်လိုဝင်ငါတို့ရတဲ့နေစားရမယ်ပါတော့ဒီလူလာကိုပေါ်လာလို့နာရုပ်ပြတယ်ဟောလာမလာစီတော်လေးပြင်းပြင်းနဲ့ဆက်တော့လည်းစားရချက်ပြတောင်းတဲ့မိကြောင်နာကသူသွားကြသူဘယ်လိုချီသွားကြည့်မယ်ဟေးဝုန်းကြီးရေဝဲဝုန်းကြီးရေမြင်းကြီးလေးတို့များသိခြင်းမေပြောတာဟဲ့ပါမင်းရဲ့အတီးတို့ရေနာတော့ပါတော့ဒီလို့အမြင်မနေစားကြတာတွေမင်းတို့နဲ့လုံးသူတွေသွားကြပါစို့ကလေးတို့ရေနံလေးတွေသွားကြကြည့်မယ်ပြန်လေးတွေရေမဘူးလို့မြူကြော်ကြတဲ့ချစ်ပြပြန်လေးတွေသာဒီရေနာတို့လို့ရှိခိုးပါခွဲပြန်လေးတွေ
မေမုံမူတဲ့ဟေခေါ်ကြည်စမ်းပါလေ မုံရေမုံရေမင်းသာတိချက်ချေတဲ့ရတာနေဒီဦးရင်ထဲမှာပြောရလားဟေမုံရေ သွားမယ်ဟေမုံမူရေသွားမယ်ဟေမုံမူရေသွားတော့မယ်မုံမူရေတို့သွားတော့မယ်လေ သာတဲ့ပြာလဲရှိသေးလို့ဟေတို့ပြန်တော့မယ်လေ နောက်တစ်ခါရေရောက်လာမယ်လေတို့ကိုကောင်းချုံလုံးလာနေရလေမုံမူရေ